ရှိမှကြီးမားတဲ့မြေကြီးတစ်ခုပေါ်လာတယ်မြေကြီးကထူးဆန်းစွာနီးရဲနေတယ်လေထုထဲသွေးနဲ့အနှဲငယ်ရောနေတယ်ဒီနေရာကသွေးမြစ်ချောင်းဝန်းလိုနာမည်ကျော်တဲ့နေရာဖြစ်တယ်တိုင်းလောကတဲ့အန်ဒီရဲ့အများဆုံးနေရာတွေကတစ်ခုမြေခမ်းနားမှာလူတစုကြီးစုဝေးနေတာတွေ့ရတယ်သူတို့ဝိယုံတွေမှာသွေးနီရောင်အမတ်သားပါတယ်သွေးနဂါကောင်းပဲဂိုင်းရဲ့လူငယ်တယောက်ကလင်ကားကိုမြင်တော့អော်လိုက်တယ်အဲ့ဒီကောင်ပဲမီးနဂါဝင်းရင်ကိုရသွားတယ်လို့ဂိုင်းချုပ်ကသူ့ကိုအသက်ရှင်မချင်းဘူးဆိုရဲလင်ကာရဲမောလိုက်တယ်မင်းတို့ခေါင်းရဲ့ငါကိုကြောက်နေတာလားခေါင်းပြီးငါဒီသွေးမြစ်ကိုဖျက်ချင်တယ်လမ်းဖွင့်ပေးမဟုတ်ရင်ငါကိုယ်တိုင်ဖျက်မယ်ဂိုင်းသားတွေအားလုံးရဲကြတယ်ရှေ့ဆုံးကလူငယ်ကြီးတယောက်ထွက်လာတယ်သူ့နာမည်ကသွေးနဂါလူသားချန်သူ့လက်ထဲသွေးနီရောင်ဓာတ်ရှည်ကိုင်ထားတယ်မင်းကဂိုင်းရဲ့နေမြေထဲဝင်လာပြီးလမ်းဖွင့်ခိုင်းတယ်ပေါ့ဒီနေ့မင်းသွေးနဲ့မြစ်ကိုပုံမြင့်စေမယ်ချန်ဓာတ်ကိုလွှဲလိုက်တော့သွေးရောင်လွှိုင်းလုံးတစ်ခုထွက်လာပြီးလင်ကာစီရိုက်ခတ်လိုက်လင်ကာမချောက်ဖဲလက်တစ်ဖက်မြောက်လိုက်တယ်သူ့လက်ဖွားကနေမီးနဂါအရှိတ်ထွက်လာပြီးသွေးလွှိုင်းကိုဓာတ်ရိုက်ဖျက်တောက်လိုက်တယ်သွေးရောင်အမှုန့်အမွားတွေလီတွေပိုင်းခန်းထွက်သွားတယ်